တောက်ပတဲ့နေအောင်ထွက်နေတနေ့မှာမန်ဆူနဲ့သူ့မိသားစုဟာအရန်ပျော်ရွှင်စွာနေ့လည်စာစားနေကြပါတယ်။မန်ဆူအလုပ်လုပ်တဲ့စက်ကူထုတ်လုပ်ရေးကုမ္ပဏီကသူ့ကို25နှစ်ကြာအလုပ်ကြိုးစားလုပ်ခဲ့တဲ့စုအဖြစ်အရန်တန်ဖိုးကြီးတဲ့အသားစားစာပို့ပေးထားတာကြောင့်ဖြစ်ပါတယ်။သူ့ရဲ့အထူးစိတ်သက်ရှိတဲ့သမီးရင်ကဆာလာတီနေပြီးသူ့ဇနီးမေရိုက်ကမန်ဆူဝယ်ပေးထားတဲ့တန်ဖိုးကြီးလက်ဆောင်ကိုပြန်ဖွင့်ကြည့်နေပါတယ်။မန်ဆူကသူ့ဘဝကိုအရန်ပျော်ရွှင်နေတဲ့အတွက်မိသားစုအားလုံးကိုပွေ့ဖက်ထားပါတယ်။ဒါပေမဲ့နောက်နေ့မှာတော့အလုပ်ရုံမှာအမေရိကန်ကုမ္ပဏီကကုမ္ပဏီကိုဝယ်ယူလိုက်ပြီးထုတ်လုပ်မှုလိုင်း20ကိုပိတ်ပြီးလူအချို့ကိုအလုပ်ထုတ်မယ်ဆိုတာမန်စသိလိုက်ရပါတယ်။မန်စကလူတွေကိုမထုတ်ပြဖို့ကုမ္ပဏီပိုင်ရှင်တစ်ကိုတွားပြောပေမဲ့သူ့ကိုလုံးဝမနားထောင်ပါဘူး။အလုပ်ဖော်တစ်ယောက်ကမန်ဆူကိုအစားအစာလက်ဆောင်ရလာလို့မေးလိုက်တဲ့အခါမှာတိလာတာကအဲ့ဒီလက်ဆောင်ကိုအလုပ်ထုတ်မဲ့သူတွေကိုပဲပို့ပေးတာဖြစ်ပါတယ်။အဲ့ဒါကြောင့်မန်ဆူကလည်းအလုပ်လက်လွတ်သွားပြီဆိုတာသိလိုက်ရပါတယ်။မန်ဆူကမိသားစုကိုမပြောသေးပဲအလုပ်လက်မဲ့လူတွေအတွက် support ကိုတစ်ခုကိုတွားတတ်ပါတယ်။အဲ့ဒီမှာလူတွေကိုအလုပ်ဆုံးရှုံးတာသူတို့အပြစ်မဟုတ်ဘူး။မိသားစုကထောက်ပံ့ပေးမယ်လို့ပြောပြီးမျက်နှာကိုကိုယ်တိုင်ထိပြီးစိတ်တက်စေတဲ့အခမ်းအနားလုပ်ကြပါတယ်။ဒီကနေစိတ်အားရလာတဲ့မန်ဆူကမရိုက်ကိုဖုန်းဆက်ပြီးအလုပ်ဆုံးရှုံးသွားတာပြောပြပါတယ်။ဒါပေမဲ့3လအတွင်းအလုပ်ပြန်ရမယ်လို့ကတိပေးပါတယ်။ဒါပေမဲ့13လကြာပြီးတဲ့နောက်မန်ဆူကလစာနေပြီးအချိန်မကောင်းတဲ့ retail အလုပ်တစ်ခုမှပဲလုပ်နေရပါတယ်။သူ့မှာသွားကိုက်နာမှုလည်းရှိပေမဲ့သွားဆရာဝန်စီသွားဖို့ငွေမသုံးချင်ပါဘူး။တနေ့မှာသူ့တငယ်ချင်းတစ်ယောက်ကကုမ္ပဏီကြီးတစ်ခုမှာအင်တာဗျူးရအောင်ကူညီပေးပါတယ်။မန်ဆူကအလုပ်ရှင်ကိုအစောထွက်ခွင့်တောင်းလိုက်တာကြောင့်အဲ့ဒီအလုပ်ကနေတောင်ထုတ်ပယ်ခံလိုက်ရပါတယ်။ယူနီဖောင်းပြန်ပေးရတာကြောင့်အဝတ်တောင်မရှိဘဲလမ်းပေါ်ရောက်သွားပါတယ်။အင်တာဗျူးမှာအမြဲမေးတဲ့မင်းရဲ့အားနည်းချက်ကဘာလဲဆိုတဲ့မေးခွန်းကိုသူ့တငယ်ချင်းကကြိုသတိပေးပါတယ်။မန်ဆူကမီရာကိုမေးတဲ့အခါအပင်တွေကိုအယမ်းချစ်လွန်းတာလို့ပဲပြောပါတယ်။အင်တာဗျူးမှာမန်ဆူကသူကလူတွေကိုမဟုတ်ဘူးလို့မပြောနိုင်ဘူးလို့ဖြေလိုက်တာကြောင့်အလုပ်မရတော့ပါဘူး။အဲ့ဒီညမှာမီရာကသွားဆေးခန်းမှာအလုပ်ရပြီလို့ပြောပါတယ်။ဒါအပြင်မိသားစုအသုံးစရိတ်တွေလျှော့ဖို့စာရင်းလုပ်ထားပါတယ်။ကားတွေကိုရောင်းပြီးတင်းငယ်တဲ့ကားဝယ်ဖို့အိမ်ကိုလည်းရောင်းပြီးအကျွေးတွေပေးချေဖို့ပြောပါတယ်။ဒါကိုမန်ဆူကမကြိုက်ပါဘူး။အဲ့ဒီအိမ်ဟာသူ့ကလေးဘဝအိမ်ဖြစ်ပြီးသူ့လက်နဲ့ပြုပြင်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ဘဏ်ကအကျွေးမပေးရင်3လအတွင်းအိမ်ဆုံးရှုံးမယ်ဆိုတဲ့စာကိုမရပြပါတယ်။နောက်နေ့မှာမီရာရဲ့မိဘတွေကမိသားစုခွေးတွေကိုယူသွားပါတယ်။မန်ဆူအလုပ်ရလာရင်ပြန်ယူနိုင်မယ်လို့ပြောပါတယ်။အိမ်ကိုဝယ်ချင်တဲ့လူတစ်ယောက်ဝတ်လာကြည့်တဲ့အခါမန်ဆူကအယမ်းမသက်မသာဖြစ်ပြီးအပြင်ထွက်သွားပါတယ်။အပြင်မှာသူ့သားဆိုင်နဲ့သူ့တငယ်ချင်းဂင်ဟိုကိုတွေ့ပါတယ်။ဂင်ဟိုကဝူးရဲ့သားပါ။သမီးရင်ကခွေးတွေကြောင့်ငိုနေတဲ့အခါမန်ဆူကအိမ်ကိုမဆုံးရှုံးစေရဘူးလို့ကတိပေးပါတယ်။အလုရှာတာတွေစက်တိုက်မအောင်မြင်တာကြောင့်မန်ဆူဟာစိတ်ပြက်ပြီးအလုရှင်ရှိမှဒူးထောက်ပြီးငိုကအလုတောင်းတဲ့အထိဖြစ်သွားပါတယ်။ဒါပေမဲ့အလုမရပါဘူး။တနေ့မှာမန်ဆူကအောင်မြင်တဲ့ influencer တယောက်စင်ချူရဲ့ဗီဒီယိုတွေကိုကြည့်ပြီးသူ့အလုကိုရယူချင်လာပါတယ်။အဲဒါကြောင့်မန်ဆူကအလုအတွက်ပြိုင်ဘက်တွေကိုဖယ်ရှားဖို့အန္တရာယ်ရှိတဲ့အစီအစဉ်တွေစတင်လုပ်ပါတော့တယ်။သူက fake job advertisement တစ်ခုထုတ်ပြီးအလုလျှောက်လွှာတွေစုစည်းပါတယ်။အဲ့ဒီထဲကသူ့ကိုအနိုင်ယူနိုင်မဲ့လူ2ယောက်ကိုသာရွေးထုတ်ပြီးနောက်ဆုံးမှာသူတို့ကိုတပ်ဖြတ်တဲ့အထိလှုပ်ဆောင်သွားပါတယ်။ဇလန်းကဆက်လက်ပြီးမန်ဆူရဲ့အလုပ်ဆုံးရှုံးမှုကြောင့်စိတ်ဖိစီးမှုမိသားစုဖိအားအယမ်းမိုက်မဲတဲ့အပြုအမူတွေလူတက်မှုတွေအထိဖြစ်သွားတဲ့ dark psychological story တစ်ခုဖြစ်လာပါတယ်